ဒီကိုမေးတာကကျွန်တော်တို့နေရန်ရည်စည်းကိုဒီရေတန်းနဲ့ဖြောတာတခြားရေနဲ့ရောရလားဆိုတော့ကျွန်တော်တို့ဒီရေကကျွန်တော်သုံးတဲ့ရေညစ်ပတ်နေရဆိုတော့နော်ဘာတွေဖြစ်တယ်လဲဆိုတော့ဆေးအယောင်ပြောင်းတာမျိုးတွေနောက်ပြီးကျွန်တော်တို့ဆေးလိမ့်တဲ့အချိန်မှာဒီပြုတ်ရတယ်ပေါ့နော်ဆေးပြုတ်ရတယ်ထင်တာမျိုးတွေဖြစ်တတ်တယ်နောက်တစ်ခုကကျွန်တော်တို့ကြုံခဲ့တာပေါ့နော်အချို့ရေတွေဆိုရင်ဒီကယ်ဆီယမ်တို့ဒီစပေါ့ထုံးတက်တို့ဘာလို့ပါတာမျိုးတွေရှိတယ်အဲ့ဒါဆိုရင်တော့ဒီဆေးရဲ့တက်တန်းကိုထိခိုက်စေနေတာပေါ့အချိန်မတိုင်မဲနဲ့ဆေးတွေပျက်စီးတာမျိုးတွေဖြစ်တတ်တယ်အဲ့ဒါကြောင့်ကျွန်တော်အနေနဲ့ကတော့ဒီရေတန်းကိုသုံးပေးစေချင်တာပေါ့နော်ဘာလို့ဆိုတော့ဆေးတော်မဲ့ကျွန်တော်တို့ဒီ30ရှိပြီးဝယ်ရသေးတာပဲဒီရေတန်းလေးတော့ကတော့ကျွန်တော်တို့မနှမျိုးတင်မှုထင်တယ်တကယ်လို့ရေရှားတဲ့နေရာဆိုရင်လည်းဒီတန့်ရှင်းတဲ့ရေလေးပေါ့တန့်ရှင်းတဲ့ရေကိုသုံးပေးရင်တော့ပိုးဆင်ပြေပါတယ်